welcome back ဒီနေ့ပြောမယ့်ဟာဗာလဲဆိုတော့ခါကြတော့ဒီဟိုပေါ့ researchers တွေအတွက် research publication လုပ်တဲ့အခါမှာ ethic တွေလိုလားမလိုဘူးလားဆိုတဲ့ဟာပေါ့နော်အဲ့တော့ researchers တွေက ethic လိုတယ် ethic လိုတယ်ပေါ့နော်သူအခါကြတော့ research ethic နဲ့ publication ဆိုပြီးတော့တကယ် university တွေမှာဆိုရင်အဲ့ဒီအတွက်ကို course တစ်ခုအနေနဲ့တောင်မှ researchers တွေ research မလုပ်ခင်ကိုမဖြစ်မနေဒီ government ကနေပြီးတော့ဒီတင်ကြားပေးရမယ်ဆိုပြီးချမှတ်ထားပါတော့အဲ့တော့ဘလို့ researchers တွေကဘလို့ ethic တွေထားရမလဲပေါ့ပုံမှန်ဆိုရင် researchers တွေမှမဟုတ် ethic ကနေရာတိုင်းမှာထားရတယ်ကွာအဲ့တော့ ethic က definition အရာတာ तू ကစောင့်စည်းရမယ်စောင့်ထင်းရမယ်အဲ့လိုမျိုးတွေရှိတာတကယ်တော့အဲ့ဒီထက်ကိုပိုတဲ့ဟာအဲ့တော့ ethic လို့ပြောလိုက်ပြီဆိုရင်အလွယ်ဆုံးနည်းကတော့ professional ဆန်နဲ့လုပ်ရမယ်ဆိုတဲ့အရာပေါ့researchers မှမဟုတ်ဘူးဒီ level အသီးသီးမှာကျင်လည်နေတဲ့သူတိုင်းက ethic ရှိရမယ်အဲ့လိုမျိုးပေါ့အဲ့တော့အခုက researchers အနေနဲ့ပြောမှာဆိုတော့ခါကျဘယ်လို ethic တွေထားမှာလဲပေါ့အဲ့တော့ကိုရီးယား ethic course ကိုတင်လိုက်တယ်ဒီ ethics course ကိုတင်ပြီးတော့ဒီစာအုပ်ကြီးမှာပေါ့ test book ကြီးမှာ ethic ဒီ fairness ပြရမယ်ပြီးတော့ခါကျတော့motivation နေရှိရမယ်ပြီးတော့ခါကြတော့ integrity တွေရှိရမယ်ဒါမျိုးတွေပေါ့ဒါမျိုးတွေလာရေးတာကွာဖတ်တာအဲ့ဒီဟာကိုဖတ်လိုက်တာ ਨੇ ကိုဒီ ethic တင်လိုက်ပြီဆိုပြီး ethic တိသွားပြီဆိုတဲ့ဟာမဟုတ်ဘူး ethic ဒီ textbook ထဲမှာမဟုတ်ဘူးကိုနဲ့ထိစက်နေတဲ့ဒါ researchers တွေကိုဥတီပြီးပြောတာဖြစ်တဲ့အတွက်ကိုနဲ့ထိစက်လောက်ကင်နေတဲ့ researchers တွေနဲ့ဘယ်လို communicate လုပ်ရမယ်ဘယ်လိုမျိုးပြုမှုရမယ်ကိုယ့်ရဲ့ behavior တွေဘယ်လိုလုပ်ရမလဲဆိုတဲ့ပေါ်ကနေပြီးတော့ land လုပ်သွားရမှာပြီးတော့ research တစ်ခုကို public လုပ်တဲ့အခါမှာလည်းဘယ်လို ethic တွေကိုယ်တိုင်ကနေပြီးတော့ဘယ်လိုထားရမလဲဘယ်လို public လုပ်ရမလဲဆိုတဲ့ဟာကိုစာအုပ်ထဲမှာအတိတယ်မဟုတ်ဘူးကိုယ့်ရဲ့နေ့စဉ်ဘဝသူတည်တနာလုပ်နေတဲ့အချိန်မှာကိုဒီ ethic တွေကတိကိုသိရမယ်ပေါ့အဲ့တော့ဒီနေ့ကတော့ဒီတိုင်းလေး ethic researchers တွေမှာလည်း ethic ထားရတယ်ဆိုတဲ့အရာလေးသိအောင်လို့ပဲsharing လုပ်တာပါနောက်ရက်တွေကြရင်ဘယ်လို ethic တွေထားပြီးတော့ဘယ်လိုတွေ public လုပ်ရမလဲဆိုတဲ့ဟာလေးတွေကိုဆက်ပြီးပြောပါမယ် bye bye ကျေးဇူးပါ